အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးသတင်းတွေအမြဲနားထောင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းဟူဂိုအီကီတီကီကိုခေါ်ယူရန်လှုံ့ဆော်နေလီဗာပူးအသင်းဟာဟူဂိုအီကီတီကီဟျူဂိုကက်လက်ကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းနေပါတယ်။ဖာဘရီဇီယိုရိုမာနိုကလီဗာပူးအသင်းကဒီအပြောင်းအရွှေ့အတွက်လှုံ့ဆော်နေပါတယ်။သူတို့ဟာဟူဂိုအီကီတီကီကိုအသင်းသို့ခါယူနိုင်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးနေကြပါတယ်။လီဗာပူးရဲ့ရည်ရွယ်ချက်ကနောက်ထပ်တိုက်စစ်မှုတအူထပ်ပေါင်းထည့်ဖို့ဖြစ်ပြီးဒါဝင်နူနက်စ်နဲ့နာပိုလီတို့ကြားဆွေးနွေးမှုတွေဘာဖြစ်မလဲဆိုတာကိုသူတို့စောင့်ကြည့်နေပါတယ်။လီဗာပူးဟာတိုက်စစ်မှုအသစ်တအူကိုထပ်ပေါင်းထည့်နိုင်တာကြောင့်ဟူဂိုအီကီတီကီဟာကလပ်ရဲ့စည်ရင်းထဲမှာပါဝင်နေတဲ့နာမည်တစ်ခုအဖြစ်ရှိနေပါတယ်။ဟုတ်ပါတယ်ဒီအပြောင်းရွှေ့ကဒီနေ့ဒါမှမဟုတ်မနက်ဖြန်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့စိတ်ရှည်ဖို့လိုပါတယ်။ဒါပေမဲ့အီကီတီကီဟာလီဗာပူးရဲ့စည်ရင်းထဲကနာမည်တစ်ခုဖြစ်ပါတယ်။ဟုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာနိုနီမာဒူကီအတွက်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးပြီလို့သိရပါတယ်။အသက်23နှစ်အရွယ်တောင်ပန်ကစားသမားဟာနွေရာသီမှာချက်ဆီကနေထွက်ခွာနိုင်ပွဲရှိပြီးဆွေးနွေးမှုတွေစတင်နေပြီဖြစ်ပါတယ်။မာဒူကီကိုအာဆင်နယ်အသင်းကစာကာနဲ့အပြိုင်တိုက်ပွဲဝင်ရန်အတွက်နှင့်လိုအပ်ပါကဘဲတောင်ပန်တွင်ကစားနိုင်မှုစောင့်ကြည့်နေတဲ့ထိပ်တန်းကစားသမားများစွာကတဦးလည်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းအာဆင်နယ်ဟာရီယယ်မက်ဒရစ်ကနေရော့ဒရီဂိုထွက်ခွာလိုပါကသူ့ကိုလည်းခေါ်ယူဖို့စဉ်းစားနေစေဖြစ်ပါတယ်။ဂျူဗင်တက်စ်အသင်းဟာတိုက်စစ်မှုဂျိုနာသန်ဒေးဗစ်ကိုကမ်းလှမ်းမှုအသစ်ပြုလုပ်ပြီးနောက်သဘောတူညီမှုရဖို့နှိစက်နေပြီဖြစ်တယ်လို့သိရပါတယ်။အသေးစိတ်အချက်လက်တွေကိုရှင်းလင်းဖို့ညှိနှိုင်းဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီးဂျူဗင်တက်စ်အသင်းအနေနဲ့မကြာခင်မှာအပြောင်းအရွှေ့ဖြစ်မြောက်ဖို့မျှော်လင့်နေပါတယ်။လီဗာပူးအသင်းသည်လူးဝစ်ဒီယက်စ်အတွက်ဘိုင်ယန်မြူးနစ်အသင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။လူးဝစ်ဒီယက်စ်သည်ရောင်းရံမဟုတ်ကြောင်းနှင့်အသင်း၏အဓိကကစားသမားဖြစ်ပြီးအရေးပါသောအခန်းကဏ္ဍတွင်ရှိနေကြောင်းဘိုင်ယန်နဲ့ဘာစီလိုနာနှစ်သင်းစလုံးကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ခရစ္စတယ်ပဲလစ်အသင်းဟာစပိုတင်းကနေဦးစမန်ဒီရိုမန်ဒီကိုခေါ်ယူဖို့အတွက်ပေါင်48တန်းနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ခရစ္စတယ်ပဲလစ်အနေဖြင့်လီဗာပူးသို့ထွက်ခွာနိုင်ခြေရှိနေသောမတ်ဂူဟီရဲ့နေရာမှာဒီရိုမန်ဒီကိုအစားထိုးနိုင်ရန်ယခုကဲ့သို့လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်